ဒီကနေ့ကတော့တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့လူတိုင်းမသိသေးတဲ့ထူးဆန်းအံ့ဖွယ်တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးခြင်းပဲကျွန်တော်အနေနဲ့ဆရာတော်ကြီးရဲ့မေတ္တာစွမ်းအင်နဲ့ဗုဒ္ဓနုတ္တိဘာဝနာပွားခြင်းကောင်းကျိုးတွေအကြောင်းကိုဖတ်ရှုမှတ်သားတဲ့အခါအတော်ကြီးကိုအံ့ဩပနံဖြစ်ခဲ့ရတဲ့အကြောင်းအရာလေးနဲ့စပြောကြရအောင်ဗျအခုကနေစပြီးတော့နောက်ကိုပြန်ယူတွက်လိုက်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကကိစ္စလို့ပြောရမယ်ဗျဆရာတော်ကြီးသတင်းသုံးတော်မူခဲ့တဲ့အကြောင်းအရာရဲ့အနီးပါးမှာခန်းတိန်တောင်လို့ခေါ်တဲ့ကြောက်တောင်ကပယံတစ်ဖက်မှာနှစ်စဉ်လှဲပိန်းလောက်ရှိတဲ့ပြားအောင်လာနာလေးရှိတယ်ဗျပြားတွေကပြားကြီးမျိုးဆိုတော့စိတ်သိပ်ပြင်းတာဗျဘလောက်တောင်စိတ်ပြင်းတယ်လဲဆိုရင်တကောင်အတုတ်ခံရရင်တော့လူကိုဖျားသွားစေနိုင်တဲ့ဒီဖြစ်တယ်ဆိုတော့အနည်းဆုံး2ကောင်လောက်သာအတုတ်ခံလိုက်ရလို့ကတော့တေချာပေါက်စီးရုံရောက်ပဲတယ်ဗျဒီလိုနဲ့ခုတော်ဆောင်ရသည်မှာအစိုးရစိုက်ပျိုးရုံးမှာရှိတဲ့ချင်းလူမျိုးဝန်ထမ်းတချို့ကပြားဖို့အတွက်ကြောက်တောင်ကြီးရဲ့ခပယံတွေကိုတွေ့တက်ပြီးပြားအောင်ကြီးကိုမိရှို့ကြတယ်ဗျပြားဖို့ကြတဲ့လူတစုကတော့ပြားအောင်ကိုမိရှို့ပြီးမရှို့ခင်ခြေနှောင်ထောင်းအကြနာပြင်ဆင်ပြီးပြားအောင်ကိုမိရှို့ပြီးတာနဲ့အသင့်ထောင်ထားတဲ့ခြေနှောင်လေးကိုဝင်ထိုင်နေကြတယ်ဗျသူတို့တွေမိရှို့လိုက်တာနဲ့ပြားကောင်တွေကမိကိုတွေမွန်ထူလို့စိတ်တွေဆိုးပြီးအုံကြွလာပြီးအရက်လေးမျက်နှာကိုရောက်ရက်ခတ်နေပြန်တန်းပြီးမဲမြင်ရလူတွေနွားတွေကစပြီးခွေးဝက်ချက်ငှက်တွေပါမကြံဒေါသတကြီးနဲ့လိုက်လံတုတ်ကြတယ်ဗျအတုတ်ခံရတဲ့သူတွေကလည်းမခံမရနိုင်အောင်ဖြစ်ပြီးဟိုပြေးတီပြေးနဲ့ဂေါ်ကားနွားအုပ်တွေဆိုရင်ရောက်ရက်ခတ်နေကြတယ်ဗျဆရာတော်ကြီးသတင်းသုံးနေတဲ့တောင်ကြီးရဲ့အောက်ဘက်ချမ်းမှာရှိတဲ့ကားလမ်းပေါ်မှာခီးသွားနေကြတဲ့တက်ရှိတွေအားလုံးကိုလည်းလိုက်လံတုတ်ကြတယ်ပြီးတော့အစိုးရစိုက်ပျိုးရေးခြံမှာရှိနေတဲ့ချင်းယောက်ျားမိန်းမအားလုံးကိုလည်းတွေ့ရသိန်းကျုံပြီးတုတ်ကြပြန်တော့တယ်ဗျသူတို့တွေအားလုံးကလည်းမခံမရနိုင်အောင်ဖြစ်ပြီးပြေးလွှားကြတော့အတန်တွေကလည်းစူညံနေတာပေါ့ဗျာခြံအောင်ထဲဝင်ပြီးထိုင်နေကြတဲ့ပြားဖို့သမားတွေကိုလည်းပြားတွေကဝင်တုတ်ကြပြန်တော့တယ်ဗျပြားတွေကအစိတ်သိပ်ပြင်းတဲ့ပြားကြီးမျိုးဖြစ်တော့အများဆုံးအတုတ်ခံကြရတဲ့ပြားဖို့သမားတစုကတော့စီးရုံကိုတင်လိုက်ရတယ်အဲ့ဒီအချိန်မှာဆရာတော်ကြီးကတော့ထောင်ပေါင်းများစွာသောပြားကောင်တွေရောက်ရက်ခတ်နေအောင်ပြန်တန်းနေကြတဲ့နေရာမှာခြေနေမပြတ်သွားလာလှုပ်ရှားနေပေမဲ့ပြားတစ်ကောင်တော့တုတ်ခံရတာမျိုးမရှိဘူးလို့ဆရာတော်ကြီးရဲ့နီးစပ်တဲ့ချင်းတကာတွေရောဂေါ်ကားတကာတွေရောလက်တွေ့ဖူးမြင်လိုက်ရတဲ့အတွက်ထူးခြားတဲ့ဆရာတော်ကြီးရဲ့မေတ္တာစွမ်းအင်တွေကအကြောင်းအရာတစ်ခုလို့ဆိုရမယ်ဗျဆရာတော်ကြီးရဲ့မေတ္တာပြမဝိဟာရပွားများခြင်းကြောင့်နှမများကလည်းချစ်ခင်ကြည်ညိုကြတယ်လို့ဆိုရမယ်ဗျဆရာတော်ကြီးသတင်းသုံးနေတဲ့ကျောင်းလိုက်အနီးပါးမှာခန်းတိန်တောင်မြင်ကြီးရှိတယ်တဲ့အဲ့တောင်ပေါ်ကပုံမစိုးနှက်ကြီးလည်းရှိတယ်တဲ့ဘာကြောင့်သိရတယ်လဲဆိုတော့သူရှိနေတဲ့အကြောင်းကိုသိအောင်လို့လဲဆရာတော်ကြီးကိုထင်ရှားပြဘူးလို့သိလာရတာပေါ့ဗျဒါနဲ့ဒီအကြောင်းလေးကိုကျွန်တော်အနေနဲ့နည်းငယ်ပြောပြပေးခြင်းဗျလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ကအခုလက်ရှိအကြောင်းနေရာမှာပဲဂေါ်ကားတကာတွေကမြတ်မိုးမြေထရန်ကကျောင်းသင်ခန်းလေးတစ်ဆောင်ကိုစောက်လုပ်လူတန်းကြတယ်ပဲဗျဆရာတော်ကြီးသတင်းသုံးပြီး3နှစ်မြောက်ရောက်ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်အင်တွေကတခုလို့ပြောရမှာဗျတောင်ဆောင်နှက်ကြီးကတညက်နေဝှပြုစင်ကြယ်နဲ့ပဂတိလူသွင်ယူပြီးဆရာတော်ကြီးစီကိုလာရောက်ရှိခိုးတယ်တဲ့ဗျပြီးတော့သူကလျှောက်သေးတယ်အခြားရက်ကိုမကြွပါနဲ့ဗျာဒီတောင်မှာပဲအမြဲသတင်းသုံးပါဗျာတပည့်တော်အမြဲစောင့်ရှောက်သွားပါမယ်လို့ဂရိပေးသွားသေးတယ်ဗျတောင်ဆောင်နှက်ကြီးကဆရာတော်ကြီးစီကို6ကြိမ်တိုင်တိုင်လာရောက်ဖူးမြော်ခဲ့တယ်ဗျသူ့ရဲ့6ကြိမ်မြောက်လာပုံကတစ်ကြိမ်လာပြီးနောက်ရက်တန်ငယ်ကြာမှလာလေးရှိတယ်ဗျသူ့ရဲ့လာချိန်ကတော့ညနေချမ်းအချိန်တွေလောက်သာလာတတ်ပြီးတော့နံနက်ပိုင်းအချိန်တွေကတိတ်လာလေးမရှိဘူးတဲ့ဒေါဆောင်နှက်ကြီးဆရာတော်ကြီးရှိကိုရောက်လာတဲ့အခါတာမန်ဝိဖြူကိုသာဝစ်စင်လာတတ်ပြီးတော့ဂေါ်ကားတူးလိုရောက်လာတတ်တယ်ဗျဆရာတော်ကြီးလမ်းလျှောက်ပြီးပရိတ်ရွနေချိန်တောင်ဆောင်နှက်ကြီးကဆရာတော်ကြီးရဲ့မလက်မကန့်ကနေလိုက်ပါလာပြီးလမ်းလျှောက်တတ်တယ်လို့လည်းကြည်ညိုခွင့်ရခဲ့တယ်ဗျထူးခြားတာတစ်ခုကတော့နတ်တိပြမားရဲ့ခန္ဓာကိုယ်ကနူးညံ့တာဖြစ်လို့ပြန်သွားတဲ့အချိန်မှာတော့ဆရာတော်ကြီးကိုမတ်တရက်ရှိခိုးပြီးပြန်သွားလိမ့်ရှိတယ်ဗျရှိခိုးပြီးပြန်သွားတဲ့အခါကျောင်းရဲ့မြောက်ဘက်ခန်းတိန်တောင်ကြီးဘက်ကိုခြေလျင်လျှောက်သွားတတ်တယ်လို့ဆရာတော်ကြီးရှိကိုတူလာတဲ့အခါကျောင်းရဲ့တောင်ဘက်ရဲ့ဂေါ်ကားရွာဘက်ကနေတက်လာလိမ့်ရှိတယ်ဗျပုံမှန်ဒီလန်းတိုင်းလာတတ်ပြီးဒီလန်းကျောင်းတိုင်းပြန်သွားလိမ့်ရှိတယ်ဗျတောင်ဆောင်နှက်ကြီးကဆရာတော်ကြီးရှိကနေရှိခိုးဝှပြုပြီးခန်းတိန်တောင်ရဲ့တောင်ချီရင်တောအုပ်ထဲကိုရောက်သွားတယ်ဆိုရင်ပဲဒူးကြလာတဲ့လင်းတန်းကြီးကလင်းထိန်နေတာကိုမြင်ရတော့တာပဲတဲ့ဗျလင်းတန်းကြီးကဘလောက်တောင်လင်းတယ်လဲဆိုရင်အခေကာလကအောက်လင်းတက်မီးကြီးတဲ့ကိုအစပေါင်းများစွာလင်းတယ်လို့ဆိုတယ်ဗျသူ့ရဲ့လင်းအားကဘလောက်တောင်ပြင်းတယ်လဲဆိုတော့လုံးတစ်ထောင်လုံးကိုလင်းထိန်နေတော့တာပဲဗျတောင်ဆောင်နှက်ကြီးကလင်းရောင်လွှတ်ရင်းတောင်မြင့်ကြီးပေါ်ကိုတဖြည်းဖြည်းမြင့်တက်သွားပြီးပျောက်ကွယ်သွားတယ်လို့မှတ်သားခဲ့ရတယ်ဆရာတော်ကြီးကအဲ့ဒါလိုဖြစ်ပျက်တွေကိုမြင်ရတဲ့အခါမှာတော့ငါစီကိုအခုလာပြီးပြန်သွားတဲ့သူကအခြားသူမှမဟုတ်ပဲတောင်ဆောင်နှက်ကြီးဆိုတာကိုငါ့ကိုသိစေလိုတဲ့အတွက်နတ်တီရဲ့ပရိယေနဲ့ပြသွားခြင်းဖြစ်တယ်လို့
Siarojiga Nalonto no Mugeria. Downzona Gina Patalo, Siaroji may no Mubude, Scarlet Congo, not on the Nico Mount Marido, Butaya Popia Pia. Siarojiga. Oh, the Downzona Gigaro, Poingoza, oh, Titi Yetima, Emati Pagine, Ponji upon the ren, Koha Muyane, Machana, Tatu Panzimidole, Jerbaga, Niato Yama, Yampan Yanga Boabi, Kohan Piata Didega, Darigale, 2 ရက်စေတနာတွေဖြစ်မယ်တင်ပါတယ်ဆရာတော်ကြီးကအဲ့လိုမိန့်တော်မူဘူးရဲ့ဗျနောက်ထပ်ဆရာတော်ကြီးရဲ့ထူးခြားတဲ့အကြောင်းတွေကိုပြောပြပေးရမယ်ဆိုရင်ဆရာတော်ကြီးကိုတော်ရင်ဝိဇ္ဇရိုတွေက3 ကြိမ်လာရောက်ပူးမြော်ကြတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးခြင်းတယ်မနက်စောစောအာယုံကြီးချိန်ဝိဇ္ဇရိုတွေကဆရာတော်ကြီးနေမြဲကျောင်းသင်ခန်းအတွင်းကိုဝင်ရောက်လာကြတယ်လို့ဆရာတော်ကြီးကမိန့်တော်မူဘူးရဲ့ဗျဆရာတော်ကြီးကဘလို့မိန့်တယ်လဲဆိုတော့ဘုန်းကြီးမနက်စောစောတောအုပ်ထိပ်ကကျင်းငတ်တွေအော်မီတွန်ကျူးတန်ကိုနားထောင်ရင်အိတ်ဆက်ရာကနိုးလာတဲ့အခါတရားနှလုံးသွင်းနေလေးရှိတယ်။ဥရုသုံးလီကအမြဲပုံသေးအေးချမ်းလာတဲ့တောင်မြင့်ဒေသဖြစ်တဲ့အတွက်အိယာကနိုးနေပေမဲ့လည်းမထသေးပဲအိယာပေါ်မှာလဲလျောင်းပြီးစောင်းတူတူခြုံရင်းမဲ့ဗုဒ္ဓနုတ္တိအာနာပါနာနုတ္တိစတဲ့မေတ္တာကရုဏာဘာဝနာတွေကိုဖြစ်စေတစ်မျိုးမျိုးကိုနှလုံးသွင်းပွားများလေးရှိတယ်။ဒီနည်းတိုင်းပဲအိယာပေါ်မှာလဲလျောင်းပြီးမေတ္တာဘာဝနာကိုစီးပြန်းနေခြင်းဝိဇ္ဇရိုတွေကကျောင်းသင်ငန်းတွေကိုဝင်ရောက်လာပြီးဘုန်းကြီးရဲ့အိယာဂရင်အနီးကိုချင်းကပ်ပြီးတွေ့ဆုံကြခြင်းဖြစ်တယ်။ဆောင်းကလည်းခြုံထားပြီးမျက်လုံးပွင့်ကြည့်နေတာလည်းမဟုတ်တော့သူတို့တွေဘယ်ပုံပဲနည်းဝင်ရောက်ကြတယ်ဆိုတာကိုမမြင်လိုက်ရဘူး။ဒါနဲ့ဆရာတော်ကြီးကဆက်လက်မိန့်တော်မူရဲ့ဗျ။ဘုန်းကြီးပထမဦးဆုံးချိန်တွေ့ဘူးတဲ့သူကတော့ဝိပုစင်ကျအရက်မြင့်မြင့်ပိန်ပိန်ပပဥကျော်ဆိုသူဖြစ်ကြောင်းကိုသူကိုယ်တိုင်ကတပည့်တော်ဝိဇ္ဇရိုဥကျော်ဖြစ်ပါတယ်လို့ရှောက်ထားလို့သိရတယ်။နှုတ်ဆက်စကားပြောရင်သူကဘုန်းကြီးနေတဲ့ဂရင်ရဲ့3000กว่าလောက်မှရက်ပြီးနေတယ်ဗျ။ဘုန်းကြီးကလည်းလဲလျောင်းရာကနေကိုထပ်ပိုင်းဆောင်းချုံကိုလှက်ပြီးထိုင်လိုက်တယ်။ကိုအောက်ပိုင်းမှာကတော့ဆောင်းချုံကိုခြုံမြဲတိုင်းခြုံထားပြီးခြေစင်းလျက်နဲ့ပဲစကားပြန်မိလိုက်။မကြုံဘူးသေးတော့အံ့ဩတာလည်းပါတာပေါ့။ဒါနဲ့ဘုန်းကြီးကအော်ဝိဇ္ဇရိုဥကျော်လားဘာကိစ္စရှိပါသလဲလို့ပြန်မေးလိုက်။ဝိဇ္ဇရိုဥကျော်ကဆရာတော်ကိုပူးကျင်လို့လာတာပါ။ဆရာတော်ကအလိုရှိရင်ညာဘက်ပေါင်ချင်းမနာကျင်စေပဲအရင်ဖြတ်ပြီးလဲယူကြမယ်။နောက်ပြီးတော့ခဏချင်းပုံမှန်တိုင်းပဂရိဖြစ်သွားမှာပါလို့ထူးထူးဆန်းဆန်းရှောက်ထားတယ်ဗျ။ဘလို့မှမမျော်လင့်တဲ့စကားဖြစ်နေလို့ရုတ်တရက်အံ့အားသင့်ပြီးဘာပြောရမှန်းမသိဘူး။ခိတ္တစဉ်းစားပြီးဝိဇ္ဇရိုကြီးရဲ့ပေါင်ကိုကြည့်ပြစေလို့ဆရာတော်ကမိန့်တော်မူလိုက်တော့ဝိဇ္ဇရိုကြီးဦးတော်ကလည်းသူ့ရဲ့ပေါင်ကိုလှန်ပြတယ်ဗျ။ဒိုးကွင်းမင်းကြောင်တွေအပြည့်ဖြစ်နေတဲ့ရှစ်ခေတ်လူကြီးတယောက်ရဲ့ပေါင်နှံပုံစံမျိုးကိုမြင်ရတယ်ဗျ။သူ့ရဲ့ပေါင်မှာထိုးကွင်းတွေထိုးထားတာများလို့နဲ့ဒူးစစ်အောက်တောင်ကျော်နေတာကိုလည်းမြင်ရတယ်။ဒါနဲ့ဆရာတော်ကြီးကလူမြင်လွယ်မယ်လဲဖို့ကောင်းမယ်မထင်ပါဘူးလို့စိတ်ထဲကစဉ်းစားနေတဲ့အချိန်မှာပဲသူ့ရဲ့စိတ်ကိုတီးသွားပုံရတယ်ဗျ။လဲကျင်လဲနေပါဆိုပြီးသူ့ရဲ့စကားကိုရုပ်သိမ်းသွားတယ်။ဒါနဲ့ဥကျော်ဆိုတဲ့ဝိဇ္ဇာကြီးကဆက်ပြီးတော့ရှောက်ထားပြန်တယ်ဗျ။ဒီမှာနေရတာပျော်ပါရဲ့လားဖေဟာဆိုတော့ဆရာတော်ကြီးကလည်းပျော်ပါတယ်လို့တိုးပဲမိန်ကြားတော်မူတယ်ဗျ။ဒါနဲ့ဥကျော်ကဗုဒ္ဓနုတ္တိကမ္မထံရောပွားပြပါသလားဖေဟာလို့ရှောက်ထားတော့ဆရာတော်ကြီးကဟုတ်ပါတယ်ဘုန်းကြီးငယ်ရဲ့စဉ်တမဏိဘဝကစကိုင်းတောင်ရိုးမဟာသမယချောင်းမှာနေတုန်းကတည်းကဗုဒ္ဓနုတ္တိကမ္မထံကိုစတင်ပွားများလာခဲ့ပြီးတော့အခုတော့ပိုပြီးရင်းကျက်လာနေပါတယ်လို့ပြန်ပြီးတော့ဆရာတော်ကြီးကမိန့်ကြားတော်မူလိုက်တယ်ဗျဝိဇ္ဇရိုဥကျော်ကလည်းဗုဒ္ဓနုတ္တိကိုဆက်လက်ပွားများအားထုတ်တော်မူပါဒီတော်ကြီးဒီတောင်ကြီးပေါ်မှာဗုဒ္ဓနုတ္တိဘာဝနာပွားများတဲ့သူမရှိပါဗျာဒီရက်မှာဗုဒ္ဓနုတ္တိပွားများသူဆိုလို့ဆရာတော်တစ်ပါးသာရှိပါတယ်ဗျာတော်ရီတောင်တွေအားလုံးကတာယာကြည်လင်နေပါတယ်ဗျာဒေါ်ဆောင်နဲ့တောင်ဆောင်နဲ့တရောနတ်ဘလူးတွေရောဝမ်းသာအားရဖြစ်နေကြတယ်ဗျာဒါကြောင့်ဆရာတော်ကြီးကိုအထူးကြင်ညိုကြပါတယ်ဗျာဒေါ်ရင်းတောင်တွင်နတ်တွေကလည်းဆရာတော်ကြီးရဲ့ပေးရွတ်တန်ကိုအမြဲကြားနာကျင်နေကြပါတယ်ဗျာဒီနေရာမှာပဲအမြဲသတင်းသုံးတော်မူပါဗျာတပည့်တော်ကိုလည်းခွင့်ပြုပါအောင်ဗျာလို့ရှောက်ထားပြီးနေရာကနေထွက်ခွာသွားလို့ထင်ရှားပြီးခဏအတွင်းမှာပဲပျောက်ကွယ်သွားတာကိုဆရာတော်ကြီးကသတိပြုမိလိုက်တယ်တဲ့ဝိဇ္ဇရိုကြီးပြန်သွားပြီးနောက်ပိုင်းမှာတော့မနာကျင်စီရပဲပေါင်ရင်းကနေဖြတ်လဲကြမယ်နောက်ခဏချင်းပဂရိတိုင်းပုံမြန်ပြန်ဖြစ်သွားမှာပါဆိုတဲ့စကားဆန်းကိုကြားရတော့ကရုတ်တရက်ဘာလဲဆိုတာနားမလည်သလိုဘုန်းကြီးကသဘောမတူကြောင်းမလဲဖြစ်တာလဲပါတာပေါ့အကယ်၍လဲများလဲဖြစ်ကြရင်တော့ဘုန်းကြီးအခုလောက်ဆိုဝိဇ္ဇရိုဘုန်းကြီးဘဝရောက်သွားရမယ်ဆိုတာကိုမှန်းဆနေနေတယ်ဒါပေမဲ့လည်းဘုန်းကြီးကအဲ့ဒါလိုလုပ်ဖို့ဆန္ဒမရှိပါဘူးလို့ဆရာတော်ကြီးကမိန့်တော်မူရဲ့ဗုဒ္ဓနုတ္တိကမ္မထံကိုပွားများနေပါသလားဆိုတဲ့အမေးကိုတော့ဟုတ်ပါတယ်ငယ်ရွယ်စဉ်တမဏိဘဝကစကိုင်းတောင်ရိုးမဟာသမယချောင်းမှာနေစဉ်ကတည်းကဗုဒ္ဓနုတ္တိကမ္မထံကိုစတင်ပွားများလာခဲ့တယ်အခုတော့ပိုပြီးရင်းကျက်လာနေပါတယ်လို့ဖြေကြားတဲ့အခါဆက်လက်ပွားများသွားရင်
တိုက်တွန်းသွားပုံကိုတတိပြုစဉ်းစားရင်စိတ်ဝင်စားဖြစ်နေပြီဝိဇရိုတွေဟာဗုဒ္ဓနုတ္တိဘာဝနာကိုကြီးညိုအားကိုလေးကလူပြုတာကြောင့်ဖြစ်မယ်လို့ဆရာတော်ကြီးကမိန့်တော်မူတယ်ဗျထူးခြားတာကအဲ့ဒီအချိန်တို့ကဘုန်းကြီးရဲ့ကျောင်းသင်ခန်းအတွင်းမှာဘိုးမလင်းသေးလို့မှောင်နေတုံးရှိသေးတယ်ဒါပေမဲ့လည်းဝိဇရိုကြီးဦးကျော်ကိုနေကင်းအခါမှာလိုပဲကောင်းစွာမြင်နေရတယ်ဘုန်းကြီးရဲ့ကျောင်းထဲမှာနီးတွေပါတွေထွန်းထားတာမျိုးလည်းမရှိပါဘူးသူပြန်သွားတဲ့နောက်ဘုန်းကြီးကကရင်ဘော်ကဆင်းပြီးကျောင်းပြင်ထွက်မယ်လို့လုပ်တဲ့အခါကျောင်းတကားပေါက်ကဘုန်းကြီးညောင်ပိုင်းကပိတ်ထားတဲ့အတိုင်းပဲအချင်းတွေကပုံမှန်ရှိသေးတာကိုတွေ့မြင်ရဒါကြောင့်ပဲဝိဇာကြီးဦးကျော်ကတကားမဖွင့်ပဲကျောင်းတွင်းကိုဝင်ရောက်လာတာဖြစ်ကြောင်းကိုနားလည်လိုက်တယ်လို့ဆရာတော်ကြီးကမိန့်တော်မူပြီးတယ်ဒီနောက်ဒုတိယအကြိမ်ဟိမဝန္တာကဝိဇာနှစ်ယောက်လာရောက်ကြပြန်တယ်ဗျာမနက်စောစောအာယုံဦးချင်းအရင်ဦးကျော်တုန်းကလိုပဲဘုန်းကြီးအိယာကရင်ဘေးနားမှာရက်လျက်သားရောက်နေတာကိုတွေ့မြင်ရတယ်သူတို့ရဲ့အသွင်ပြင်ပုံတရံကဟိမဝန္တာတော်ကြီးထဲမှာနေထိုင်လေးရှိတဲ့တောလူနဲ့ထရီရာတဲ့တူကြတယ်သူတို့ရဲ့အရက်မောင်းတွေကတော့နှိမ့်ကြတယ်အသားရောင်ကတော့မြည်ပြီးတော့နုညံ့တဲ့သားရည်ရှိဒါနဲ့ဘုန်းကြီးကသူတို့တွေကတယောက်ရဲ့လက်မောင်းလေးကိုစုပ်ကန်ကြည့်လိုက်ကြည်လင်တဲ့မျက်လုံးတွေနဲ့ဘုန်းကြီးကိုနီးကပ်ကြည့်နေပုံကအလွန်ချစ်ခင်မှုအားကြီးတဲ့ဟန်ပန်ကိုပြသခြင်းဖြစ်တယ်လို့ဆိုရတယ်သူတို့ရဲ့ကိုယ်မှာတော့အဝိမပါကြဘူးဒါပေမဲ့လည်းနူးညံ့တဲ့အမွှေးကလေးတွေကတကူလုံးဖုံးလွှမ်းထားလို့ဟိရိဥတ္တပလုံခြုံနေကြတယ်သူတို့ကဟိန္ဒူစတန်နီစကားနဲ့ယဉ်ကျေးစွာပြောဆိုမေးဖြေကြဘုန်းကြီးကဘာကိစ္စလာတယ်လဲလို့မေးကြည့်တော့ဖူးတွေးခြင်းလို့ဖြေကြတယ်တစုံတရာပေးလူသွားခြင်းမရှိပေမဲ့လည်းဝိဇာဥကျော်လိုပဲဗုဒ္ဓနုတ္တိပွားများပါသလားလို့မေးလျှောက်ပြီးဒီမှာပဲအမြဲနေထိုင်ပါလို့လျှောက်ထားကြတယ်ဟိမဝန္တာကဝိဇရိုတွေကလည်းဆရာတော်ကြီးကိုမတ်တရက်နှုတ်ဆက်ပြီးပြန်သွားကြဝိဇာကြီးဥကျော်လာရောက်ပြီးနောက်တစ်နှစ်နီးပါးကြာမှလာကြခြင်းဖြစ်တယ်သူတို့တွေလာတဲ့နေ့ရက်ကိုတော့ဆရာတော်ကြီးကဆရာတော်ကြီးရဲ့ဒဏ္ဍာရီမှာရေးမှတ်ခဲ့တယ်လို့မိန့်တော်မူတယ်ဗျအဲဒီနောက်မှာတော့တတိယအကြိမ်လာသူကတော့အခုခေတ်မြန်မာစစ်ဘိုလ်ဝတ်စုံအပြည့်နဲ့ဝတ်ဆင်ထားပြီးတော့ဗမာစကားပြောတယ်လို့ဆိုရမယ်ဗျမနက်စောစောအချိန်မှာကောင်းကင်ယံမှာကြိုတင်ပြီးရဟရင်တန်ကြားရလို့ဆရာတော်ကြီးကကျောင်းပြင်ဘက်ကိုထွက်ကြည့်နေချိန်မှာထူးခြားစွာပဲကောင်းကင်ယံကနေအထင်အရှားလူကိုကြီးပဲရဟရင်မပါပဲတက်ဆင်းလာတာကိုတွေ့လိုက်ရကျောင်းပြင်ဘက်မြေပြင်ပေါ်မှာမတ်တရက်ရှိခိုးနှုတ်ဆက်ပြီးတော့ဆရာတော်အိုးဓမ္မဆိုတာအရှင်ဘုရားဟုတ်ပါသလားလို့မေးလို့ဟုတ်ကြောင်းကိုဖြေပြီးဘာကိစ္စရှိပါသလဲလို့ဘုန်းကြီးကမေးလိုက်တော့တွေ့ဘူးကျင်လို့ပါဗျာလို့လျှောက်ထားတယ်ဒါနဲ့သူကပဲဆက်ပြီးတော့ဗုဒ္ဓနုတ္တိကမ္မဋ္ဌာန်းစီးပြန်ပါသလားဆက်ပြီးပွားများတော်မူပါဒီနေရာမှာပဲအမြဲတော်တွင်သုံးတော်မူပါလို့လျှောက်ထားတယ်ခွင့်ပြုပါလို့ရှိခိုးပြီးတော့ရုပ်ချီးဆိုသလိုပဲကောင်းငင်ကိုပြန်တက်သွားတယ်ဗျလာတော့ကတော့ဟိမဝန္တာတောင်ရှိရအနောက်မြောက်ဘက်ရက်စီကနေပြန်တန်းလာပြီးတော့အခုကောင်းကင်ယံကနေပြန်သွားတဲ့အခါအရှိတောင်ရဲ့ရန်ကုန်မြို့ရှိရာစီကိုဥတီသွားတာကိုလှမ်းမြော်ကြည့်လိုက်ဒါကလည်းဆရာတော်ကြီးကတော်တွင်ဝိဇ္ဇရိုနှုတ်လာကြပြီးနောက်တစ်နှစ်လောက်ကြာတဲ့အချိန်မှာလာကြခြင်းဖြစ်တယ်လို့မိန့်တော်မူတယ်ဗျဝိဇ္ဇရို၃ဦးစလုံးကတော့ဗုဒ္ဓနုတ္တိဘာဝနာပွားဖို့နဲ့ဒီမှာပဲသတင်းသုံးဖို့ရှောက်ထားသွားပုံချင်းတူနေတာကိုတွေ့ရတယ်ဝိဇ္ဇရိုတွေနဲ့တွေလာတာမလာတာအပါထားဆရာတော်ကြီးရဲ့ဆိုလိုရင်းကတော့လူတိုင်းဗြဟ္မဝိဟာရတရားတွေကိန်းနေကြဖို့ကိုသာတိုက်တွန်းပါတယ်ဗြဟ္မဝိဟာရတရားဆိုတာအထက်ပုံစံဗြဟ္မာကြီးတွေလိုမျိုးနေတဲ့အကျင့်မျိုးကိုဆိုလိုခြင်းဖြစ်တယ်ယတ္တာကရုဏာမုဒိတာဥပေက္ခတရား၄ပါးနဲ့ပျော်မွေ့နေကြခြင်းဟာဗြဟ္မာတို့ရဲ့နေခြင်းဖြစ်တယ်ဒါကလည်းလူတူနဲ့တူငြိမ်းချမ်းစွာရှင်တွဲနေထိုင်ဖို့အတွက်အချမ်းသာဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းလို့ဆိုရမယ်ဗျမေတ္တာစိတ်ဆိုတာတတ္တဝါတိုင်းဒေါသစိတ်မထားပဲချစ်ခင်စိတ်နဲ့နေခြင်းကိုဆိုလိုတာဗျကရုဏာစိတ်ဆိုတာကတော့တတ္တဝါတိုင်းကိုမာနစိတ်မထားတနာကျင်နာတဲ့စိတ်နဲ့နေရတာကိုဆိုတာဗျမုဒိတာစိတ်ဆိုတာကတော့တတ္တဝါတိုင်းကိုယူဆခြင်းအိတ်တာမစ္စရိယစိတ်မထားပဲဝမ်းမြောက်ဝမ်းသာကြည်ရွှင်တဲ့စိတ်နဲ့နေရတာကိုဆိုလိုတာဗျဥပေက္ခစိတ်ဆိုတာကတော့တတ္တဝါတိုင်းကိုမိမိကိုယ်တိုင်ဖန်တီးခဲ့ကြတဲ့ကံအတိုင်းသာတန်တရားတစ်ခွင်ကျင်လည်ကြရပြီးချမ်းသာခြင်းဆင်းရဲခြင်းခံနေကြရတဲ့ကာမတက္ကတတ္တဝါတို့ကြီးတာတီးဆိုတဲ့ကာမတက္ကတဉာဏ်နဲ့ညတာစွာစင်ကြင်တဲ့စိတ်နဲ့နေတာကိုဆိုလိုတာဗျလူရင်းတူရှင်အနှိမ့်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့တတ္တဝါအလုံးကိုချစ်ခင်တယ်တတ္တဝါအလုံးကိုတနာတယ်တတ္တဝါအလုံးချမ်းသာမှုရှိတာကိုဝမ်းမြောက်ဝမ်းသာတာရုခေါ်တယ်တတ္တဝါတွေနဲ့ဆက်ပြီးတော့မှမိမိမှာရှိတဲ့လောဘဒေါသမောဟစတဲ့ဣလိတာအညီအကျေးတွေကိုမငြိစွန်းစေပဲတတ္တဝါတွေအလုံးကကိုယ်ကံကိုအကျိုးပေးသလိုခံစားနေရတဲ့သူတွေပါလားလို့အမြင်မှန်အောင်နေတတ်ရမယ်လို့ဆရာတော်ကြီးကဆုံးမတော်မူတယ်ဗျပြီးတော့ဆရာတော်ကြီးကဘုန်းကြီးကဗြဟ္မဝိဟာရတရား၄ပါးလက်ကင်ထားပြီးနေလာခဲ့တယ်ဒါကြောင့်စိတ်ချမ်းသာတယ်စိတ်ချမ်းသာတော့ကိုယ်ကျမ်းမာတယ်
အားလုံးသောဒုဒကာဒကမတွေလည်းတန်တရားခီးသွားကြရမှာဘဝမဆုံးသေးသမျှကာလပတ်လုံးတတော်ရဲသွားနေကြရမှာဖြစ်တဲ့အတွက်ဒီပြမဝိရဒတရား၄ပါးကိုလက်ကင်ထားပြီးသွားကြပါလို့ဘုန်းကြီးကတိုက်တွန်းပါတယ်အနန္တစัจ java လာမှာရှိတဲ့တတ္တဝါအလုံးဘေးရန်ကြောင်းကြဆင်းရဲကင်းပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာလိုရင်ဆန္ဒပြေဝကြပါစေလို့ဆရာတော်ကြီးကမိန့်တော်မူတယ်ဗျကျွန်တော်အနေနဲ့ဆရာတော်ကြီးရဲ့ထူးခြားတဲ့ဖြစ်အင်ကြောင်းတွေပြောပြရမယ်ဆိုရင်အခုလိုဗီဒီယိုတစ်ပုဒ်တည်းလုပ်ရုံနဲ့လည်းလုံလောက်မယ်မထင်ပါဘူးဒါပေမဲ့လည်းဆရာတော်ကြီးရဲ့ထေရပတ္တိကိုနားထောင်သူတွေအနေနဲ့သိတဲ့တယ်ထင်လို့ကျွန်တော်ဒီနေရာမှာဆက်ပြီးတော့ပြောပြပေးခြင်းသေးတယ်ဆရာတော်ကြီးကိုခမည်းတော်ဥပိုးညိုမဲတော်ဒေါ်သေးတာတို့ကနေမြန်မာတက္ကရာ1282ခုနှစ်ပြားသူလိုက်ပြကျော်တရက်နေ့စကိုင်းတိုင်းဒီပဲရင်မြို့နယ်ငွေရင်းကုန်းကြီးရွာမှာဖွားမြင်တော်မူခဲ့တယ်ဆရာတော်လောင်းလျာကဥပိုးညိုဒေါ်သေးတာတို့ကနေမွေးဖွားခဲ့တဲ့6ယောက်မြောက်အငယ်ဆုံးသားလို့ဆိုရမယ်ဆရာတော်လောင်းလျာအသက်6နှစ်အရွယ်မှာပဲငွေရင်းကုန်းဆရာတော်ဦးဝီလာတာထံကိုပညာသင်ဖို့အတွက်အနှံခဲ့ပြီးတော့ဆရာတော်လောင်းလျာရဲ့တက်တော်12နှစ်မြန်မာတက္ကရာ1284ခုနှစ်ရောက်တဲ့အခါမှာတော့ရွာကျောင်းဆရာတော်ဗဒ္ဒနာဝီလာတာကိုပြေစယ်ပြုပြီးတော့မိဘနှစ်ပါးရဲ့ပစ္စယနုကာနဲ့ရှင်သာမဏေအဖြစ်ကိုရောက်တော်မူခဲ့တယ်ဗျဆရာတော်လောင်းလျာတက်တော်19နှစ်ကျော်လာတဲ့အခါမှာတော့မြန်မာတက္ကရာ1292ခုနှစ်မှာငွေရင်းကုန်းဆရာတော်ကိုပဲဥပ္ပစ္စေပြုပြီးတော့ရဟန်းအဖြစ်ကိုရောက်တော်မူခဲ့တယ်ဗျလူတို့ချင်းချင်းပြောရမယ်ဆိုရင်တော့ဆရာတော်ဟာမုံရွာမြို့မှာရှိတဲ့တိန်အောင်ကျောင်း၌မဟာလေလီတိုက်စကိုင်းမြို့မှာရှိတဲ့မဟာသမယကျောင်းမန္တလေးမြို့မှာရှိတဲ့ချမ်းသာကြီးမြောက်ကျောင်းအမရပူရမြို့တူမောင်းတိုက်အကုတ်ကူမြို့မဟာဝိတုဒ္ဒရာမတိုက်တွေမှာရှိတဲ့ဆရာတော်ကြီးများထံမှာပရိယတ်တိစာပေတွေကိုဆက်လက်သင်ယူတော်မူခဲ့တယ်ဗျပရိယတ်စာပေတွေကိုသင်ယူပြီးဝေးလံပြီးခေါင်းပါတဲ့တောင်တန်းဒေသအရက်တွေမှာပဲနှစ်ပေါင်း90ကျော်တိုင်သတင်းသုံးတော်မူခဲ့ပြီးတော့ဒေသခံတိုင်းရင်းသားတွေကိုဗုဒ္ဓတရားတော်တွေကိုကျင့်ကြံပွားများဖို့အတွက်သာသနာပြုတော်မူခဲ့တယ်ဗျဆရာတော်ဟာအိန္ဒိယနီပေါဟိမဝန္တာအာသံပဏိပူရနာဂတောင်နဲ့စတဲ့တောတောင်အနှံ့ဒေသတွေကိုချီးကျင့်ကြွတော်မူပြီးသာသနာပြုတော်မူခဲ့တယ်ဗျဆရာတော်ကြီးဟာဘယ်ရက်ဒေသဘယ်နေရာကိုပဲရောက်ရောက်ဗြဟ္မဝိဟာရတရား၄ပါးကိုသာလက်ကင်ထားပြီးတော့သတင်းသုံးတော်မူခဲ့တယ်လို့ပြောရမယ်ဆရာတော်ကြီးကမေတ္တာဘာဝနာကိုထာဝစဉ်ပွားနေတဲ့အတွက်နတ်ပြမာတွေကလည်းကြည်ညိုချစ်ခင်လေးစားကြတယ်ဗျဆရာတော်ကြီးရဲ့နှိစ္စတူဝကုသိုလ်တွေကတော့ညနေပိုင်းနေဝင်ချိန်မှာတောတောင်အနှံ့မှာရှိတဲ့နတ်တွေကလုံးဂုံမှန်ရက်ကစတဲ့တတ္တဝါတွေစัจ java လာအနန္တမှာရှိတဲ့တတ္တဝါတွေကိုဖင်ပိပြီးပရိတ်ပဋ္ဌာန်းဒေသနာတော်တွေကိုရွတ်ဆိုလေးရှိသလိုနတ်တွေအတွက်လည်းပကိန္ဒေဝမဟာရာဇာအစရှိတဲ့တတ္တဒဟတဟရဂါထာတွေကိုရွတ်ဆိုပြီးအမျှပေးဝေလေးရှိရဗျအဲ့ဒါလိုရွတ်ဆိုပြီးမှအာနာပါနာနုတ္တိနဲ့ဗုဒ္ဓနုတ္တိစတဲ့ဥပဒနာပွားခြင်းမှုကိစ္စတွေကိုဆောင်ရွက်တယ်လို့ဆရာတော်ကြီးရဲ့ထေရပတ္တိအကျယ်မှာကြည်ညိုဖတ်ရှုခွင့်ရခဲ့တယ်ဗျနေ့လည်နေ့ကင်းအချိန်မှာတော့စာရေးခြင်းနဲ့ဈဉ္ဉံလျှောက်ပြီးဂုဏ်တော်ပွားခြင်းမှုကိစ္စတွေကိုဆက်လက်ဆောင်ရွက်တော်မူခဲ့ဗျဆရာတော်ကြီးအိယာဝင်တဲ့အခါမှာတော့တတ္တလောကတစ်ခုလုံးကိုခြုံငုံပြီးမြစ်ပြဖြန့်ကျက်တယ်ပြီးတော့မှခန္ဓာကိုယ်ဣရိယာပုတ်ကိုပြင်ဆင်ပြီးလက်ရဘက်ကိုစောင်းပြီးအာနာပါနကမ္မဋ္ဌာန်းစီးပြန်ရင်ကျင့်ဆက်တော်မူခဲ့ဗျဆရာတော်ကြီးရဲ့အံ့ဖွယ်ဂုဏ်တော်တွေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ခုနကပြောခဲ့သလိုပဲဗီဒီယိုတစ်ပုဒ်ထဲနဲ့ဆရာတော်ကြီးရဲ့အကြောင်းကိုပြောလို့ကုန်နိုင်မှာမဟုတ်ဘူးဗျတခါကချင်းတောင်ထဲမှာမိုးကောင်တော့မိုးရွာအောင်လို့ဆရာတော်ကြီးကဆောင်ရွက်ပေးခဲ့သေးတယ်ဗျဆရာတော်ကြီးရဲ့မေတ္တာစွမ်းကြောင့်ပရိယေရည်တွေဆူဝေးတာပြီးတော့အဲ့ဒီပရိယေကိုသုံးတဲ့မိမပွားနိုင်တဲ့မွေးလူနာတွေလွယ်ကူစွာမိပွားနိုင်တာတွေဆရာတော်ကြီးရဲ့ပရိယေအာနိသင်ကြောင့်ကပ္ပိယောဂါတွေမိဘေးတွေကင်းဝေးကြတာတွေစတဲ့ဆရာတော်ကြီးရဲ့ဂုဏ်တော်တွေကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့ဘုရားသားတော်တန်ဃာတော်ပါလားလို့ကျွန်တော်ဆရာတော်ကြီးရဲ့အကြောင်းကိုဖတ်ရှုရင်းမှတ်ချက်ပေးမိတော့တယ်ဗျဆရာတော်ကြီးဟာချင်းပြည်နယ်ဖလန်းမြို့နယ်လုံးပီကျေးရွာမှာသတင်းသုံးတော်မူခြင်းတက်တော်86နှစ်တိတ်ခါတော်66ဝါအရရန်ကုန်မြို့ကိုကျမ်းမာရေးအခြေအနေကြောင့်စေကုသဖို့ကြွားရောက်တော်မူရင်းမြန်မာတက္ကရာ1385ခုနှစ်ပြားသူလဆန်း9ရက်နေ့ညနေ6နာရီခွဲအချိန်မှာမန္တလေးလေဆိပ်မှာပဲဘဝနဲ့တန်ပြန်လုံတော်မူခဲ့တယ်ဗျကျွန်တော်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာကတောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ထေရပတ္တိကိုခြုံငုံပြီးတော့အကျဉ်းအနေနဲ့ပြောပြပေးခဲ့တာဗျတကယ်လို့ဆရာတော်ကြီးရဲ့အကြောင်းကိုစိတ်ဝင်စားလို့ဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာကြီးဓမ္မစရိယဦးဒေးလံရေးထားတဲ့ဆရာတော်ကြီးရဲ့အကြောင်းတွေအများအပြားရှိတယ်ဗျသွားရောက်ပြီးတော့လည်းဖတ်ရှုနိုင်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြလို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်